အားလုံးမင်္ဂလာပါဖိုက်စာနေလို့ဒီဘာလာခဲတိတ်စားကြတယ်ဒီခောက်ဆဲဆိုဒါလေးလက်စားကိုစားတယ်ကျိုးဆဲလေးပြုတ်ခောက်ဆဲကဘူးသေးရဆိုပြီးချင်းသေးနေတယ်ဘာလို့ဆိုင်ပါတော့သူကမမချင်းသေးနေတဲ့ပါတယ်ပဲစားပါတယ်ဒါမျိုးတရားရုံးပုံချက်တင်ရောဒီသားထုတ်ပြီးကြပါဒီသားထုတ်တွေလည်းကြည့်ရတဲ့ပေါ်အဲ့ဒါကအခုနေပါလေhopefully the commission ဒီချာပါဒီမှာဘာလို့စတဲ့ရှိနေတဲ့သူတွေဟာခံမိုင်းနေကြတခြားတော့လာရီပါမှုတွေဒီလိုဗိမာန်နေတရားရုံးကိုဆောင်းရထုတ်ထားတယ်ထုတ်ဖို့ရှောင်ထားတယ်အဒီဆိုင်ရာ ICD ကလည်းဟုတ်တယ်အဒီဆိုင်ရာတရားများတော့တရားရုံးတွေဇန်နဝါရီဟောင်ကောင်ကထောင်ကျနေတဲ့ဒီမိုကရေစီရဲ့လှုပ်ရှားမှုရှိနေပါတယ်။လောလောဆယ်ရေးသားထုတ်ပေါ်ဝင်တော့ကျိုးပန်းပြီးတယ်ဆိုပြီးတော့ဘာချမ်းသာတော့ပုဂ္ဂိုလ်ဒီလိုမဲ့ဆိုစုံကျူထားသူလည်းရှိပါတယ်။အဲ့ဒါကလိုဝင်ငင်းစုလိုချင်တဲ့အကြောင်းအတိအကျကုလသမဂ္ဂပြည်ကြီးလာကမှာသူ့ပါဘူး။ကျုပ်ကစစ်ပွဲခုနှစ်ခုကိုအဆုံးသတ်ခဲ့ပြီးဒီနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကုလသမဂ္ဂစီကနေသဘောတူညီချက်ရအောင်ကူညီဖို့ဖုန်းလေးတစ်ခါလောက်တောင်ခေါ်ဖို့မရခဲ့ပါဘူး။ဆက်ဆိုရမှာတခြားသဘောတူညီချက်အများကြီးကိုရောင်းဆောင်ရွက်ပေးခဲ့ပါတယ်။နာဂိုနိုကရာဘတ်ဒေတာနဲ့ပတ်သက်ပြီးဆယ်စုနှစ်များစွာကြာမြင့်နေတဲ့ပြည်ပကသုံးသက်စီအာမေးနီးယားနဲ့ဇာပိုင်နိုင်ငံကဩဂုတ်လငင်းနေတဲ့သဘောတူညီချက်ထိုင်းနဲ့ကမ္ဘောဒီးယားကပြစ်ခတ်ရစဲသဘောတူညီချက်ပြစ်ခတ်ရစဲကိုဦးတည်စေခဲ့ဂျာဝတ်ညှိနှိုင်းမှုဖြစ်ပါတယ်ဒီသုံးဆောင်ချက်ကြောင့်တော့ပြုတာလေတက်ကဖြစ်ပေါ်တယ်အခုဆိုရင်ဆိုင်ကူကိုပြည်ပေါ်ချင်းပြစ်ခတ်ရစဲကိုထောက်ပြကြတယ်ဒီအကူမနဲ့ဇဝန်ဟာသဘောတူညီချက်မှာဖွဲ့ဆွေးနွေးပွဲတွေမှာပေါ့တဲ့သဘောတူညီချက်ကိုလိုက်အောင်တောင်းနေတယ်ဒါကြောင့်တိုက်ပွဲတွေဆက်ဖြစ်ဒေတာတွေမတည်ငြိမ်ဖြစ်စေတယ်အဓိကအကြောင်းရင်းအစ္စရေးပါလက်စတိုင်းပြည်ပကတော့အပြေလည်စေခဲ့ပါဘူးဒါတွေပြင်အခြေခံကျတဲ့ပွဲလမ်းမှုပြည့်ပေါ်ကျင်းတွေကထောက်ပြတယ်လုံးစုံကနေထုတ်ထွက်စေခဲ့ပြီးတော့မဟာမိတ်တွေနဲ့ပုံလေးစစ်ပွဲသူ့ကိုအဒီစင်းတင်သွင်းတဲ့သူတွေပုံရိပ်ဖြစ်တယ်ဖရန့်ကိုထောက်တဲ့အစိုးရအများပြားဟာအာဏာရှင်ဆန်တဲ့ပုဂ္ဂိုလ်တွေဒါမှမဟုတ်အချက်တွေထည့်စဉ်းစားနေရှိနေတယ်ပြီးတော့အရေးကြီးဆုံးချက်ကတော့ကျွန်တော်ဆောင်ရဲ့အကျိုးတရားမှုကိုပုံပြီးတော့ရှိနေနိုင်ပါတယ်အချို့စကားတွေပုဂ္ဂိုလ်တွေကအရင်တော့ပြကြပြီးကျွန်တော်တို့အဲ့လိုမျိုးကိုမကြိုက်ပါဘူး2002ခုနှစ်သူရခဲ့ပါတယ်သမ္မတဘာရဘူမာကတော့နိုင်ငံသားတန်တမန်ရေးရအကောင်းတာတွေကိုဖူးကဲတဲ့ကျိုးပမ်းမှုတွေတက်ပြီးချက်လက်တွေကိုပြုပြီးတော့အများကြီးရှိအောင်2009ခုနှစ်မှာနောက်ထပ်ဒုတိယသမ္မတလူဖြစ်တဲ့ချားဘောဟာလည်းပထမကတည်းကဒီယောဂကိုဘဝနဲ့သမ္မတတန်ကိုလာကြမှာသူရခဲ့တာအဲ့ဒီအချိန်ကအငင်းပွားကြဖြစ်တဲ့ပို့ပြီးတော့တန်ထွက်လာနေရှိတယ်လိုပဲစမ်းစစ်ပူတိုင်းဒီလိုက်သူရတော့ဖြစ်တယ်ရန်တွေကိုသုံးသပ်တာဆွမ်းကိုတက်နေဆိုရင်လိုပဲကော်မတီကအောင်မြင်မှုမျိုးရအောင်ဆွမ်းကဂျာဝင်ညှိနှိုင်းဆွမ်းဆောင်ပေးနိုင်တဲ့အခါကျမှပေးတယ်နောက်မကြဘူးပြောနိုင်ပါတယ်ဆွမ်းတော့ကလည်းဖြစ်နေတယ်ဆွမ်းတော့ကတော့ရပြီဖြစ်နေဖြစ်စေဒီစုပေါ်ကသူ့ကနိုင်ငံရေးအကျိုးနဲ့ရှိတယ်ဆိုပြောပြရတယ်ဒါကဘာကြီးရဲ့အရေးကြီးဆုံးစိန်ခေါ်မှုတွေအဲ့ဒါတွေကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းတွေပေါ်မှာလိုပဲကော်မတီရဲ့ရှုမြင်တာနာမှုအဖွဲ့ရဲ့ဝင်စင်လုံးတော်မှုတွေကိုသူချင်းမြင်မှာ